အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Bible and Life Talk podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့မင်္ဂလာပါခုမင်္ဂလာပါဆိုတော့ဒီနေ့မှာကျတော့အဓိကအဖြစ်ကျွန်တော်မြင်မိတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ဒီ motivational speaker တွေကပဲဖြစ်ဖြစ်ခဏခဏပြောတဲ့အရာမိကိုယုံကြည်မှုတည်ဆောက်ခြင်းပေါ့ဆိုတော့ကျွန်တော်တို့ခရိယန်လူကြီးတွေတွေ့ရတာအရောက်မှရေးကြည့်မယ်ထင်တယ်ဆိုတော့စဉ်းစားတဲ့အရာတစ်ခုပေါ့နော်ကိုယုံကြည်မှုတည်ဆောက်တယ်ကိုယုံကြည်မှုရှိတဲ့အခါမှာလူကရဲ့ရှေ့မှာရက်တဲ့အခါမှာရောဒါတင့်တယ်လေနော်နောက်တစ်ခုပြန်ရှိတာကျတော့နှိမ်ချခြင်းဆိုတော့နှိမ်ချခြင်းဆိုတဲ့နေရာမှာကျတော့လူတွေကကျတော့များတော့ဖြစ်မလုပ်ကျင်ကြဘူးပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုယ်နှိမ်ချခြင်းတက်တာကိုယ်လှုပ်တဲ့အခါမှာကျတော့နှိမ်ချလိုက်တဲ့အခါမှာကျတော့ကိုယ်တက်မှာတတောင့်တက်တာဖြစ်စေတဲ့အရာတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်ဒီလိုမျိုးရှုမြင်ကြရပေါ့ဆိုတော့အဲ့ဒါအတွက်ကြောင့်တို့ကတိတ်မလုပ်ကျင်ကြဘူးပြီးတော့တကယ်မှနှိမ်ချခြင်းတက်တာရှိတဲ့လူတွေဆိုတဲ့လူတွေကကျတော့ဒီသူကကျတော့တိတ်ပြီးမှမိမိကိုယုံကြည်မှုမရှိဘူးလို့ထင်တတ်ကြတယ်ဆိုတော့ခုအနေနဲ့ရောခရိယန်လူငယ်တယောက်အနေနဲ့ပေါ့နော်မိမိကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့နေရာမှာဘယ်လိုမျိုးထင်မြင်မိတယ်လဲပေါ့ဟုတ်ကဲ့ပါမိမိကိုယုံကြည်မှုတည်ဆောက်ခြင်းလို့ပြောတဲ့အခါမှာပေါ့နော်ကိုသိဖို့ရည်ကြီးမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ကိုသိဖို့ရန်အတွက်ကျွန်တော်အနေနဲ့နှိမ်ချခြင်းကမရှိမဖြစ်လိုအပ်တဲ့အရာပြီးလို့ရှိရင်ဆွေးနွေးရမယ့်အရာတစ်ခုလို့လည်းမြင်မိတယ်ကျွန်တော်အနေနဲ့နှိမ်ချခြင်းလို့ပြောတဲ့အခါမှာပေါ့နော်အမြင်မှားလက်ရှိတယ်ဘယ်လိုမျိုးလဲဆိုရင်ကိုနှိမ်ချလိုက်ရင်ဖြင့်ကိုနှိမ်ချသွားမလားပြီးရင်ကိုရဲ့အကျိုးတစ်ခုရုပ်သွားမလားဆိုတဲ့အရာကျွန်တော်အနေနဲ့ထင်မှားမိတဲ့အရာလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ကျမ်းစာထဲမှာဆိုရင်လည်းပြောပြထားတာရှိတယ်ဘုရားသခင်ကသူ့လူတွေကိုနှိမ်ချခြင်းရှိပါဆိုပြီးတော့မှအချိန်ချင်းတတိပေးတယ်ဒါပေမဲ့ဘုရားရဲ့လူတွေဖြစ်တဲ့ဣသရေလလူမျိုးတွေကနားမထောင်တဲ့အခါမှာဘယုဒုက္ခတွေဖြစ်တယ်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့လေ့လာတွေ့ရှိရတယ်ပြီးလို့ရှိရင်ကျွန်တော်မြန်မာစကားပုံမှာလည်းရှိရတယ်เนาะဘယ်သူတည်ငတေးမိုင်းပြီးရောအတိတ်ပဲကျတော့လူတွေဘယ်လိုပဲဖြစ်နေကိုကအဆင်ပြေနေတယ်ကိုအကျိုးစီးပွားကတက်နေတယ်ဆိုရင်ပြီးရောဆိုပြီးတော့မှကျွန်တော်အနေနဲ့လူတွေကိုလစ်လို့ရှုထားတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကိုချင်းစာတရားတွေလည်းမရှိဘူးကိုအာယုံစိုက်လာတယ်ပေါ့နော်ငါဆိုတဲ့အရာကကြီးစိုးတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်အနေနဲ့နှိမ့်ချခြင်းကဒီအရာတွေဘာဖြစ်လို့ဖြစ်လာလဲဆိုရင်နှိမ့်ချခြင်းမရှိလို့ပဲလေနော်အကြောင်းကျွန်တော်အနေနဲ့နှိမ့်ချခြင်းရှိဖို့ရန်အတွက်ပထမအဦးဆုံးအရေးကြီးမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်အဲ့ဒါနဲ့ပတ်သက်မှကျွန်တော်ပြန်မှဆင်ခြင်မိတဲ့အရာတစ်ခုပေါ့ဆိုတော့ကျတော့မိမိကိုရှုမြင်ခြင်းနဲ့ပတ်သက်ပြီးမှဒီနှိမ့်ချခြင်းနဲ့ပေါ့နော်ဆိုတော့တကယ်မှအရေးကြီးလို့ထင်တယ်ဆိုတော့ကိုယ်နှိမ့်ချရဲဆိုတဲ့အခါမှာရောကိုဘယ်လိုရှုမြင်တာလဲပေါ့နော်ဆိုတော့များတော့ပြကြတော့ကိုရှုမြင်ဆိုတဲ့ညမှာကျတော့လူတွေကကျတော့အဆင်ပြေပေါ့နော်ကိုကောင်းစားရင်တော်ပြီဆိုတော့ခုနကခုဆွေးနွေးသွားတဲ့အရာပေါ့နော်အဲ့ဒီဘက်ကိုပို့သွားကြတယ်ဆိုတော့ဘာကြောင့်လို့မြင်မိတယ်လဲဆိုတဲ့အခါကျကျွန်တော်အထင်ကကျတော့ဒီကိုရီးယားအပြစ်သဘောတဘာဝအကြောင်းလို့ထင်တယ်လူသားတဘာဝရကိုရီးယားကျအပြစ်ရှိတဲ့လူသားတွေလေနော်ဆိုတော့ကျတော့ကိုအဖို့ဆိုတာပိုစဉ်းစားကြတယ်ပေါ့နော်ပြီးရန်ဟိုမှာအကန့်အသတ်ရှိရဆိုတဲ့သဘောတရားပြန်သွားတွေးကြတယ်ပေါ့နော်ဆိုတော့ကျတော့ကျွန်တော်ထင်တယ်နှင်းချခြင်းလို့ဆိုတဲ့အခါမှာကိုကခရစ်တော်၌ဘဒူလေးဆိုတာကိုရှုမြင်ဖို့အတွက်ရောက်မှရေးကြီးတယ်ထင်တယ်ဆိုတော့ဥပမာကျွန်တော်ရဲ့တက်တာပဲပြန်ကြည့်လိုက်မယ်ဆိုရင်လေကိုနိုင်ရောအပြစ်သားပဲလေနော်အထိုက်တန်တဲ့သူဖြစ်တယ်မစုံလင်တဲ့သူဖြစ်တယ်ဒါပေမဲ့ဒီမစုံလင်တဲ့သူအတွက်ပဲခရစ်တော်ဆင်းလာပေးရတယ်နော်ပြီးရင်ကျမ်းစာမှာဆိုရင်ဒီခရစ်တော်သုံးတော်ပုံဥပမာရှိရလေနော်ကောင်းတော်ရှမာရိလူငယ်အကြောင်းလေနော်ဆိုအဲ့ဒီနေရာမှာဆိုလည်းသူဒီဒုက္ခရောက်နေတဲ့လူကိုကူညီပေးတာကြတော့သူကူညီပေးရလေနော်ဆိုအဲ့ဒီပုံဥပမာပြန်သွားကြည့်မယ်ဆိုတဲ့အခါမှာရောတကယ်ကြတော့ဒီဣတိလလူကိုကူညီပေးတဲ့ဒီရှမာရိလူဆိုရင်တော့တကယ်သူတို့ညောက်ကြတော့ဒီအနောက်ခံအကြောင်းအရာရဆိုရင်တော့တကယ်ကြတော့ဣတိလနဲ့ရှမာရိလူတွေကကျတော့မတိတ်ကြဘူးလေနော်ဆိုတော့တကယ်ကျတော့ဒီရှမာရိလူကြီးကကျတော့မလုံရင်လည်းသူအနေတာထိုင်တာကြီးတော့အဆင်ပြေတဲ့ຢာဒါပေမဲ့သူကူညီပေးဆိုရတော့တွေးရတယ်ပေါ့ဆိုတော့ဒါကျွန်တော်ပြန်ဆင်ခြင်မိစေတဲ့ຢာကျတော့ခရစ်တော်တူပဲပေါ့နော်ဆိုတော့တကယ်ကျတော့သူအနေတာထိုင်တာကြီးကွာတင်မလားကိုရီအပြစ်သားတွေကိုသူဒီတိုင်းလွတ်ထားလိုက်လေရတယ်ပေါ့နော်ဒါပေမဲ့ကိုလိုမျိုးပြစ်ရှိရတဲ့လူတွေမထိုက်တန်တဲ့လူတွေတက်ကိုမှခရစ်တော်ကဒီလောကကြီးကိုဆင်းလာမှတည်ခံပေးရပေါ့နော်ဆိုတော့ဒီအရာကနှိမ့်ချခြင်းကိုဖြစ်စေတယ်လို့ကျွန်တော်မြင်မိတယ်ဆိုတော့အခုချိန်မှာဒုက္ခရောက်တဲ့လူတယောက်ကိုကျွန်တော်ပတ်ဝန်းကျင်မှာပြန်မြင်တဲ့အခါမှာကျွန်တော်ကိုညီရိုင်းပင်းကျင်တဲ့စိတ်ကဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီဟာကကြတော့ခုမှရောက်မှကောင်းမွန်တဲ့နှလုံးသားရှိလို့မဟုတ်ဘူးလေနော်ဒါပေမဲ့
crit တော့ကိုကိုချစ်တယ်ဆိုတဲ့အရာကိုကိုဒီအရာလို့ဖို့အတွက်တွန်းအားပေးလာလို့ကျွန်တော်မြင်မိတယ်ပေါ့နော်ပြီးနောက်တစ်ခုကကြတော့တဲရောက်ကကိုကိုမကောင်းတဲ့အရာတစ်ခုခုလုပ်လိုက်တယ်အဲ့ဒီခါမှာကိုကဘာပြန်ဖြစ်လာလဲဆိုတော့ခွင့်လွှတ်ခြင်းဆိုတဲ့တက်တာကိုပြန်မလုပ်လာနိုင်တယ်လို့ထင်တယ်ဒါအဒီအရာကရောမထိုက်တန်တဲ့ဒီအပြစ်သားဖျားခင်မကြိုက်တဲ့အရာအများကြီးလုံးမိတော့ညာလေဖျားကိုခွင့်လွှတ်ပေးရလေနော်ပြန်နေချစ်ပေးရလေနော်ဆိုဒီအရာပဲကိုတွေကိုသူတစ်ပါးကိုခွင့်လွှတ်ဖို့အတွက်ဖြစ်လာလို့ထင်မိတယ်သူတစ်ပါးကိုပြန်မချစ်ဖို့အတွက်ကူညီရိုင်းပင်းဖို့အတွက်ဖြစ်လာတော့ပြန်ထင်မိတယ်ပေါ့နော်ခုနကခုပြောတဲ့ဥစ္စာတွေကိုချင်းစာတရားတွေပြီးရင်ကူညီရိုင်းပင်းနေဆိုတဲ့စိတ်တွေဒီຢာတွေအကုန်လုံးကကြတော့နှိမ့်ချခြင်းနဲ့ပြန်လာလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီနှိမ့်ချခြင်းကရောခရစ်တော်ပါပဲပြန်လေရရှိနိုင်ဆိုတဲ့အရာလေနော်ဆိုတော့အဲ့ဒီအရာကိုနားလည်တဲ့အခါမှာကျတော့အာကိုကပြစ်တာဟုတ်တယ်သူတစ်ပေါက်ရောက်ကိုလိုပြန်မြင်လာနိုင်လေဆိုတော့သူတစ်ပေါက်ပြစ်တာဟုတ်တယ်မထိုက်တန်တဲ့ဒီကိုတိုင်းဒီအပြစ်သားကိုခရစ်တော်ကချစ်တယ်ထိုနည်းတူစွာပဲသူတို့ရောခရစ်တော်ချစ်နိုင်တာပဲဟုတ်တယ်မလားဆိုတော့သူတို့ခရစ်တော်မြင်အောင်ဆိုတော့ကိုလိုပြန်လုံနိုင်လေဆိုတော့ကျတော့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာတရားခရစ်တော်လုပ်တဲ့နည်းတူငြိမ်းချခြင်းတရားနဲ့ပြန်ပြတဲ့အခါမှာသူတို့ရောခရစ်တော်မြင်လာနိုင်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်အဲ့ဒီကတစင်ပဲမိမိကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့အရာကိုကျွန်တော်ပြန်မြင်မိတယ်ပေါ့နော်ငြိမ်းချခြင်းကကိုယုံကြည်မှုပြန်ရှိစေပေါ့ဆိုတော့ဒီအနေနဲ့ပတ်သက်မှကျွန်တော်ဒီတမန်တော်ပေါလုနဲ့ပတ်သက်မှကျွန်တော်ဆင်ခြင်မိတယ်ပေါ့နော်ဆိုတော့ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ညမှာကျွန်တော်လူတွေများတော့ဖြစ်ကြတော့ကို့မှာဖြစ်နေတဲ့ကို့မှာရှိနေတဲ့အရာတခုခုပေါ်မှာယုံကြည်မှုတည်ဆောက်ကြတယ်ပေါ့ဥပမာတချို့ဆိုရင်တော့လာပါတဲ့ခန္ဓာကိုယ်ရှိကြတယ်เนาะဆိုတော့တို့ကကြတော့ငါခန္ဓာကိုယ်ငါမှရမ်းလာတဲ့ခန္ဓာကိုယ်ရှိရဆိုမှအဲ့ဒီပုံမှာတို့ယုံကြည်မှုတည်ဆောက်တယ်ပေါ့ဆိုတော့တချို့ဆိုရင်တော့ခုပြတီးထားမိမယ်တင်တယ်ကျွန်တော်လူငယ်တွေမှာဆိုတော့တချို့ကရုပ်ချောကြတယ်လေเนาะဆိုတော့ငါရုပ်ချောတာပဲဆိုမှတချို့ကအမှယုံကြည်မှုတည်ဆောက်ကြတယ်လေเนาะဆိုတော့နောက်တချို့လူဆိုတော့ညံကောင်းကြတယ်ဆိုတော့ငါညံကောင်းတယ်ဆိုတော့ငါဒီမှာယုံကြည်မှုတည်ဆောက်မယ်ဆိုတော့အရာလှုပ်ဆောင်ကြတယ်ပေါ့เนาะပြီးတော့ရှိသေးတယ်ဆိုတော့တချို့ဆိုရင်တော့အဲ့ပေါ့ဒီဟာတွေမရှိရလူတွေဆိုရင်တော့တို့ confidence ပြန်တည်ဆောက်ဖို့တဲ့ cap ပြန်နေဆိုပြန်မြင်ကြတယ်ပေါ့နော်ပြီးတော့ဒီဟာကျတော့ကျွန်တော်ပြန်တတိယစီရဲ့ဟာကျတော့ခုနပြောတော့ရတဲ့ဒီတမန်တော်ပေါလုလေနော်ဆိုတော့တမန်တော်ပေါလုဆိုနေအဲ့ဒီခေတ်အခါအရလူတွေလိုချင်တဲ့ຢာအကုန်လုံးသူ့မှာရှိတယ်လေနော်ဆိုဥပမာပြောရမယ်ဆိုတဲ့အခါကျတော့သူရန်ကုန်မှာပညာတတ်တဲ့လူတစ်ယောက်ဖြစ်တယ်အရာထူးအာဏာရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပြီးရင်အဲ့ဒီအချိန်အခါမှာအရာမှာခက်ခဲတဲ့ဒီရောမနိုင်ငံသားဖိခွင့်ကိုသူရထားတဲ့လူဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့မှာရှိတဲ့အရာသူ့မှာဖြစ်တဲ့အရာပေါ်မှာသူယုံကြည်မှုတည်ဆောက်တဲ့အခါမှာဘေးစီကိုဥတည်သွားရတယ်ဆိုတဲ့အခါကျတော့ဒီမမာနဆိုတဲ့ဘက်ကိုဥတည်သွားတယ်ပေါ့နော်ငါဆိုတဲ့မမာနခုနကခုပြောတဲ့အရာလေနော်ငါဆိုတဲ့မမာနဆိုတဲ့အရာကိုဥတည်သွားတယ်ကျွန်တော်သွားမှဆင်ခြင်မိရေပေါ့နော်ဆိုတော့ဒီအရာကပဲသူ့ကိုမျိုးလုံးကန်းသွားစေရပေါ့နော်ဆိုတော့မြင်နေရတယ်ဒါပေမဲ့အမှန်တရားတွေမမြင်နိုင်တော့လေနော်ဆိုတော့သူခရိယန်တွေကိုလိုက်တက်ခဲ့တယ်ဒီအချိန်မှာဒါပေမဲ့သူတမတက်မျိုးကိုသူသွားရလေနော်အဲ့မှာတော့သူခရိယန်တွေကိုလိုက်တက်ဖို့အတွက်တမတက်မျိုးကိုသွားတဲ့အခါသူခရစ်တော်ကိုတွေးပြီးမှအဲ့ဒီနေရာမှာကြာမှာပဲဟာငါပြစ်သားပါလားမထိုက်တန်တဲ့လူပါလားမပြီးဆုံးတဲ့လူပါလားငါအယောင်မှမားပါလားဆိုတဲ့အရာမှသူချိန်သွားရဆိုတဲ့အရာပြန်သွားတွေးရတယ်ပေါ့နော်ဒါကြောင့်ပဲခုနကပြောတဲ့မိမိကိုမိရှုမြင်ပုံခရစ်တော်နဲ့ရှုမြင်ပုံအယောင်မှအရေးကြီးလို့ပြန်ဆင်ခြင်မိရပေါ့ဆိုတော့ကိုနဲ့ရောဆင်ခြင်မိရလားပေါ့နော်ကိုပြန်မေးမိရပေါ့ခရစ်တော်နဲ့ကိုရောဘယ်သူလဲပေါ့ကိုရောတတိထားမိရလားပေါ့နော်ကိုအပြစ်သားဟုတ်တယ်မထိုက်တန်တဲ့သူဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကကိုခွင့်လွှတ်ပေးတဲ့ချစ်ပေးဆိုတဲ့အရာလေးနော်ပြီးတော့ဒီအိဖက်တက်မှာခုတ်မှမိမယ်တင်တယ်အပြစ်တက်မှာပြောတဲ့အရာလေးနော်ဒီရှေးမဆွားကပြင်ခရစ်တော်ကကိုရီကိုရွေးနှုတ်ပြီးတာဖြစ်တယ်တီးနှင်းပြီးတာဖြစ်တယ်ဆိုတဲ့အရာလေးနော်ဆိုတော့ဒါဆိုလည်းတော်တော်လေးမဝမ်းတာရှာကောင်းလို့ရတကူလေနော်ကိုရီကိုကြိုတင်းတင်းပြီးတဲ့ဖျားဖြစ်တယ်ကိုရီမမြင်ရတဲ့နာကကိုလည်းသူပိုင်တာမှာစီမံအုပ်ချုပ်ပြီးနေတဲ့ဖျားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီຢာတွေပဲကိုမိမိကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ပြန်မှာဖြစ်စေတယ်လို့ကျွန်တော်ထင်မိတယ်ဆိုတော့ဒီຢာကပဲမိမိကိုယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့ညမှာကျတော့ကိုကဘသူဟုတ်တယ်ကိုမှဘာရှိတယ်ဆိုတဲ့အထက်ပေါ်မှာကိုကဘသူရဲ့ဘသူနဲ့တက်ဆိုင်နေဆိုတဲ့အရာပေါ့နော်အဲ့ဒါပဲကို confidence ဖြစ်စေလို့ထင်တယ်ဒါကြောင့်ဒီကျွန်တော်ဒီ college တက်တဲ့နေရာမှာကျွန်တော်ဒီ college မှာရှိတဲ့ professor တယောက်ပြောတဲ့အရာကျွန်တော်တော်တော်လေးသဘောကျမိတယ်သူကဘာပြောလဲဆိုတဲ့ကကြတော့ Christian life ကကြတော့သူက English လို့ပြောတယ်ပေါ့နော် it's not about who you are ဒီပြောတာကြတော့ it's about whose you are ပေါ့နော်ဒါပဲကိုဒီ confidence ဒီဆောက်တဲ့အခါမှာပုံမှအထောက်အကူပြုပေးနိုင်မယ်ထင်တယ်ကျွန်တော်ပြန်စဉ်းစားရမယ့်အရာပေါ့နော် it's not about who you are it's about whose you are ကိုရီးယားကျတော့ခရစ်တော်နဲ့ရှိလူတွေကျတော့ခရစ်တော်နဲ့သက်ဆိုင်တဲ့လူတွေဖြစ်သွားတယ်ပေါ့နော်ခရစ်တော်နဲ့သက်ဆိုင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ခရောက
ကျွန်တော်ပြောတဲ့အရာဒီမပြောင်းလဲတဲ့ crit တော့ဘောနော်မပြောင်းလဲတဲ့ဖျားမပြောင်းလဲတဲ့အမြဲတမ်းချစ်ချင်းမေတ္တာနဲ့ပြည်စုံတဲ့ဖျားခွင့်လွှတ်ခြင်းနဲ့ပြည်စုံတဲ့ဖျားမှာမိခိုခြင်းအားကိုယ်ကိုမိကိုယုံကြည်မှုတည်ဆောက်တဲ့အရာဖြစ်စေလို့ကျွန်တော်ထင်မိရပေါ့နော်ဆက်ပြီးတော့လည်းကျွန်တော်တို့ကျမ်းစာမှာဖတ်မယ်ဆိုရင်ဒီကိုယုံကြည်မှုရှိတာနဲ့ပတ်သက်ပြီးတော့မှနော်သူကတော့ရဲရင်သောစိတ်နဲ့ဆိုပြီးတော့မှတုံးထားတယ်ဒါကြတော့ဟေပြဲထဲမှာဆိုရင်ဘာပြောလဲဆိုရင်ထို့ကြောင့်ငါတို့ဒီတနာချင်းကိူနာကို၎င်းတော်လျော်သောမဆချင်းကျေးဇူးတော်ကို၎င်းခံရမြင်ကြောင်းရဲရင်သောစိတ်နဲ့ကျေးဇူးပလင်တော်တို့တိုးဝင်ချင်းကကြကုန်အားပါကျွန်တော်ခုနအကိုပြောတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ခရစ်တော်အဖြစ်ကယ်တင်ခြင်းခံရပေးတာဖြစ်တယ်ခရစ်တော်ရဲ့ခရစ်တော်နဲ့ဆိုင်တယ်ပေါ့နော်ဖခင်ရဲ့သားသမီးဖြစ်တဲ့အခါမှာကျွန်တော်အနေနဲ့ရဲဝံ့ဝံ့နဲ့ဖျားထန်တိုးဝင်နိုင်တယ်ပေါ့ဒါတစ်ဖက်မှာကိုဘယ်လိုပြောမှလဲမုံကုတ်နေတာမဟုတ်ကွာရဲရင်နဲ့ဖျားစီမှာတိုးဝင်နဲ့ချင်းကတ်တယ်ဆိုတဲ့အရာကိုလည်းထင်ဟပ်စေရပေါ့နော်ဒီနေ့ဆွေးနွေးသွားတဲ့အဓိကချက်ကပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေချခြင်းနဲ့ဒီမိမိကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့အရာကျတော့တည်တံ့ဖြစ်နေတဲ့အရာမဟုတ်ဘူးပေါ့နော်ကျွန်တော်ခရိယန်လူကြီးရဲ့အတွက်ဆိုတော့မိမိကိုယုံကြည်မှုတည်ဆောက်တဲ့နေရာမှာနေချခြင်းအမရှိမဖြစ်လိုအပ်တဲ့အရာဟုတ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြန်နေဆင်ခြင်မိရေပေါ့နော်ဆွေးနွေးဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့နေချခြင်းမရှိဘဲနဲ့မိမိကိုယုံကြည်မှုတည်ဆောက်ခြင်းမရှိနိုင်အောင်ပေါ့နော်ဆိုတော့မိမိကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့နေရာမှာရောခရစ်တော် night တာတည်ဆောက်ရမယ်ဆိုတဲ့အရာပြန်မှအဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှသာဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဖျားရဲ့ဘုံတော်အတွက်ဖြစ်လာတယ်ပေါ့နော်အဲ့ဒါမှသာကိုယ်တွေကိုဖျားတကယ်တက်ရှင်စေခြင်းတဲ့ဖျားရဲ့ဘုံတော်တက်ရှင်နေဆိုတဲ့အရာပြန်မဖြစ်လာနိုင်ဆိုတဲ့အရာကိုကျွန်တော်တို့အမြင်တွေ့ရမှာဖြစ်တယ်ပေါ့ဆိုတော့ဒီလောက်ဘေးဖြစ်မယ်နေပေါ့နော်ဒီပတ်တော့ကကြတော့ဒါကြောင့်ကြီးစုနေတဲ့ညီကိုမောင်နှမတွေမှာလည်းဒီကိုယ့်ရဲ့အသက်တာနဲ့ပတ်သက်ပြီးမှမိကွန်းလေးတွေရှိရဆိုရင်တော့ဒီ comment box လေးထဲမှာမေးထားဖို့အတွက်ကိုမှကျွန်တော်တို့မေတ္တာရက်ခံလို့ရပေါ့နော်ဆိုတော့ဒီအပတ်တော့ဒီလောက်ပါပဲဆိုတော့နောက်ပတ်မှာပြန်တွေ့ပါမယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ် bye bye